ညာလေးတော့တောင်တကုံမျိုးနဲ့မှာဖြစ်ပြီးတော့အိမ်မတော်မှတ်တာမင်းကလေးဆိုရင်မမှတ်တာတော့ဒီကတည့်တခြားဘူးပြီးလှလာတယ်အဖြစ်မှန်ပါတယ်ဆွေးမမျက်နှာလေးကိုပထမကြည့်လိုက်တော့ယောက်ျားလေးလို့ထင်တယ်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် Ibrahim ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ရောက်နေတဲ့နေရာလေးကတော့ Gender Reveal ပွဲလေးရောက်နေတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကိုယ်တိုင် season တစ်ဆက်ပြီးမှကျွန်တော်တို့ planning လုပ်ထားတဲ့ပွဲလေးပဲဖြစ်ပါတယ်ခင်ဗျာရောက်နေတဲ့နေရာလေးကတော့တောင်တကုံမျိုးနဲ့မှာဖြစ်ပြီးတော့အိမ်ကြီးအပေါ်ဆုံးထက်ကဂျာပါမှာလုပ်တဲ့ပွဲလေးပဲဖြစ်ပါတယ်ဆိုတော့ဘယ်လိုလဲဆိုတော့တစ်ချက်လောက်စောင့်ကြည့်ပေးပါဦး Hello အားလုံးပဲ Assalamu alaikum warahmatullahi wabarakatuh ဒီနေ့ကမင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ပါတယ်ခင်ဗျာဆိုတော့ဒီနေ့ညဟာကျွန်တော်တို့တာမန်ညကညတော့မဟုတ်ပါဘူးခင်ဗျာဘာကြောင့်လဲဆိုတော့ကျွန်တော်ချစ်ချင်းမြတ်တာတွေနဲ့တီဆောက်ထားတဲ့မိသားစုတစ်ခုရဲ့အပျော်ရွှင်ဆုံးရင်ခုန်ရဆုံးဒီလိုနားတဲ့အကြောင်းလေးကတော့ကျွန်တော်ကြားလေးလားမင်းလေးလားဆိုတာလေးကိုမှတ်ပါတော့။ဘာဖြစ်နေလဲကြတော့ဘိုက်ကမှရှိတဲ့ဘီဘီလေးကမင်းကလေးလားယောက်ျားလေးလားဆိုတာတစ်ခါလေးပြောတော့မင်းကလေးလို့ခေါ်လို့ခင်ဗျာအဖေကလိုချင်တာဟုတ်လိုချင်တာဟုတ်လားမလို့ပိုင်းအောင်လည်းလာတယ်ဆိုတော့မင်းကလေး print လည်းရှိနေပါတယ်လောလောဆယ်တော့ယောက်ျားလေး print ကလည်းနည်းများနေတယ်ခင်ဗျာမင်းကလေးလို့ထင်တာတတားဘာလို့ယောက်ျားလေးလို့ထင်တာလဲပြတော့ပါယောက်ျားလေးပဲချစ်လို့လားဟုတ်လားယောက်ျားလေးလားမင်းကလေးလားမင်းကလေးလို့ထင်တာဘာလို့မင်းကလေးလို့ထင်တာလဲအိမ်မတော်မှတ်တာမင်းကလေးဆိုရင်မမှတ်တာတော့ဆို the best fashion စုကိုလည်းကျွန်တော်တို့မြတ်တာလက်ဆောင်နေနဲ့ဘာလို့မှရှိတဲ့ဒီကဘာလို့မင်းလို့ဆိုတာလဲဟုတ်ကြပြီလားခွာအောင်လို့မိမပဲမိမတည့်တခြားဘူးပြီးလှလာတယ်ညီမလေးရောဟာလေဘာလို့လက်ကတာဘလို့လို့ဒီဒီကောင်းတော့ဖြစ်နေရမယ်နော်ခစားရဖြစ်နေတယ်အဲ့လိုဟုတ်ကဲ့ဒီဘက်ဟုတ်ကဲ့ဒီဘက်ဘာပဲပြရလဲဘာပဲမဲ့ဆိုတော့မှယောက်ျားလေးကိုကာယကံရှင်ရခံမလာဒီကုကိကလေးရဆိုလို့ရှိရင်မလေးခိုင်စပါဖြစ်ဖြစ်သွားနေတယ်တီးတဲ့ဒီဆက်ချဟိုဒီပြင်းတဲ့စီစဉ်ထားတဲ့ကိကလေးလည်းဖြစ်ပါဆိုလို့ရှိရင်အခုလေညားတယ်မငယ်လေးနဲ့ 1 2 3အေးရပါပြီစာလေးနေနဲ့ပတ်သက်လည်းဖြစ်နိုင်ပါတယ်ဆိုတော့အကိုကစာလေးတစ်ချောင်းဖတ်ပြမယ်အဲ့စာလေးဆုံးသွားတာနဲ့ဘာညမလေးကတန်းပြောပါဘောနော်စဉ်းစားချိန်5စက္ကန့်လောက်ပဲရမယ်ဆိုတော့ဒါကတော့အန်ကယ်ကိုယ်တိုင်ရေးထားပြီးတဲ့စာကိုကျွန်တော်ဘက်ကနေပြီးတော့ကျွန်တော်အတန်လေးနဲ့ဖတ်ပြခြင်းနဲ့ဖြစ်ပါတယ်အန်ကယ်ရေးရတဲ့စာလေးကတော့အလ်ဟမ်ဒူလ illah အလာပေးတာဘာပဲဖြစ်ဖြစ်အတလက်ခံပါတယ်ဘသူတွေဘလောက်ပဲတိုးလာအတရဲ့ရှင်ထဲမှာတော့အတသမီးကဆိုပြီးတော့ကွက်လက်လေးချက်ထားပါတယ်ညီမငယ်သမီးပါပဲဆိုတော့အဖြေလေးကဘာဖြစ်နေလဲညီမလေး9စက္ကန့်ပဲရှင်ရပါတယ်ဆိုတော့ကျွန်တော်ချင်းညာလေးရှင်ပြပါမယ်ညီမငယ်တော့မသိဘူးဖတ်ဆိုတဲ့စကားလုံးလေးကမှန်ပါတယ်ခင်ဗျာရှိတဲ့ငါဆောင်နဲ့နားလည်မှုကိုလည်းပြောရပါတယ်။ပတ်စဝတ်မှန်တော်တဲ့အတွက်ညီမလေးဘောင်းစလေးကိုမမပေးတဲ့တိုင်းလေးနဲ့ဖွင့်ကြည့်ပေးပါ။ဖေးနေတယ်။ဒီတော့ရှိတဲ့ခိုင်နေတဲ့တိုင်ကလေးကိုလည်းပြောလို့ရပါတယ်။ဘာသာလို့ပြောမယ်ညီမလေး။ဒီဝါကူတော်မှာဖြစ်တဲ့အတွက်တီးတဲ့ surprise နဲ့ပါတီမှာကစီစဉ်ထားတဲ့လက်ဆောင်လေးဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်လည်းအကျိုးရှိနေတဲ့ပြည်သူတွေရောဆွဲလာတဲ့အဲ့ဒီတွေရောအကျိုးတူရေပုံလေးလို့ပြောပြပါတယ်ခင်ဗျာလေးပစ္စည်းတစ်ခုခုပါတယ်ဆိုလို့ရှိရင်အမြဲတမ်းထုတ်ပြီးတော့လာပြပါဦးမြတ်အချိန်50မိနစ်ပါပဲမမီလေးက baby မိုင်းလေးကိုယူလာတယ်နော်ပထမအောင်ဆုံးအငယ်မီလေးဘေဘီမှာမှန်သွားတဲ့အတွက်ဘယ်လိုလဲ
ဖက်နှစ်ပါးစလုံးရဲ့ဆုံးရှုံးနိုင်တဲ့အများဆုံးပါပဲ ချိန် ချိန်နဲ့ ပစမတွေနော် လေလေတော့မဲကိုစိတ်လှုပ်ရှားပြီးမောလိုက်တယ် သူကဘယ်ရေးဒီက ဘောနေနေ25ဆိုပြီးတော့ဒီဘက်ကညီမလေးဖြေရပါတယ်အဖြစ်မှန်ပါတယ်ဗျာတော့ဗာလီရပြောမှာပဲပြောခဲ့ပါဒါပေမဲ့ရွှေမမျက်နှာလေးကိုပထမကြည့်လိုက်တော့ယောက်ျားလေးလို့ထင်တယ် ဒီရောက်ပြောပါဦး ဒါနဲ့ရှိရတယ်ဗာလေးလေ ပြောပါဟောဟုတ်ပြီဒီကတော့ဒီနေ့နဲ့ဝဲဟုတ်ပြီဟုတ်သွားရအောင်မယ်ရတာပဲလာပြောနေတော့မရပါဘူးပြောပြကြားလေးမမေးတာလေ မဟုတ်မမေ့ရအောင်မဖြစ်ဆက်ပြီးတော့မပြောရဘာလို့ယောက်ျားလေးလိုချင်တာလဲဆိုတော့အတလိုမျိုးယောက်ျားလေးလိုချင်တာဒါပေမဲ့အဖေနဲ့တူတဲ့သားလေး ရပြီတခါလာတော့ ဆိုတော့ဆိုင်ရပါတယ်ခင်ဗျာဆိုင်ရနေပါပြီအားလုံးကတော့ဆက်ပြီးပါတန်တော့လား တမီးကလည်းချင်းခုပြစားတယ်အမြဲကိုရိုင်းတမီးလေးပါ သမီးလေးပြောရတယ်ဒါပေမဲ့အဲ့ဒါကိုဒီကလာဆောင်တော့ဘာလို့ဖြစ်ထားရလဲမပြောပြလိုက်တာဒါပေမဲ့အခုကျတော့သမီးပြောလို့ရပါပြီဒါပေမဲ့ကျောင်းတက်တော့အဲ့လိုကျောင်းတက်တော့အသားဒီမှာတက်ဆိုရင်တက်တယ်အခုဒီမှာတက်ကတော်မှာဆိုလဲအသားတင်ချယူလိုက်ဆိုတော့ပြန်တင်ချယူလိုက်ဒီယောက်ျားကလည်းအသားယူလိုက်ဆိုတော့ယူလိုက်တယ်အဲယူယူအဲ့ဒီမှာလည်းအော်ငါတက်တက်ချက်ပြီးသွားပြီဆိုတဲ့ဟာမျိုးရှိအခုကကျတော့အသားယောက်ျားလေးလို့ချင်တယ်လို့ပြောရတယ်ဒါပေမဲ့သမီးကမွေးပေးနိုင်တော့ပါ ဘယ်လိုလဲအလ်လာလာပေးတာအားလုံးအကောင်းဆုံးယူပါတယ်ယောက်ျားလေးဟိုကဘယ်လိုလဲဒီကလေးဘာလို့လူချင်လဲဆိုတာလေးလည်းပြောပြပါမယ်ကျွန်တော်မျိုးသမီးဖြစ်တဲ့သူကိုတောင်းပါတယ်တောင်းပါတယ်အချိန်မှာကျွန်တော်အနေနဲ့တောင်းနေနဲ့ကျွန်တော်အဖေရဲ့အခုဒီပါယူပြီးတော့ကျွန်တော်မျိုးသမီးကျွန်တော်တောင်းပါတယ်တောင်းတဲ့အချိန်မှာကျွန်တော်မျိုးသမီးကိုကမ်းလှမ်းတဲ့အချိန်မှာကျွန်တော်မျိုးသမီးကစကားတစ်ခုပြောပါတယ်အဲ့စကားပါစကားတော့အတတူပြောပါတယ်အဲ့တိုင်းပဲကျွန်တော်လည်းကျွန်တော်မျိုးသမီးရဲ့ဝေးရတဲ့ကလေးလေးကိုလည်းတမီးလေးဖြစ်ကျွန်တော်ဝေးပြီးတော့ဟ
ကျွန်တော်တို့ရတယ်ကိစ္စတိုင်းမှာအတတဘောအတတဘောလိုက်လို့ကျတာလည်းဖြစ်ပါတယ်ဒါပေမဲ့မဟုတ်ပါဘူးယောက်ျားလေးပြီးတော့လေအလ်ဟမ်ဒူလ nice ပြန်လုပ်ပါ အားချလို့မရဘူး Alhamdulillahi Rabbil Alamin Ar-Rahmanir Rahim Maliki Yawmiddin Iyyaka na'budu wa iyyaka nasta'in wa man tawaffana bi shay'in Allahu akbar wa a'zu wa jallu wa azimu bima akhafu